ရှင်တောက်ကြနေတွေကငွေကြီးနဲ့လက်လာပါများဝင်မှုနဲ့အချစ်ရေးအတွက်ကံကောင်းစေဖို့ရည်ရည်တွေလှုပ်ဖို့ရအသင့်တော်ဆုံးနည်းဖြစ်ပါတယ်အချစ်ရေးဆိုတဲ့နေရာမှာလဲရေမွှေးစွတ်တာနဲ့တင်ကိုတောက်ကြနေမှာမနဲ့ရေမိုးချိုးပြီးရေမွှေးလေးစွတ်လိုက်တာနဲ့ကိုလူချစ်လူခင်များပြီးစမ်းပွင့်စေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဒီတစ်ခါကတော့ထူးဆန်းတဲ့နည်းလေးတစ်ခုဝေမျှပေးချင်ပါတယ်အဲ့ဒါကတောက်ကြနေမှာလုပ်ရမယ်မြည်သည့်တောက်ကြနေမဆိုလုပ်နိုင်ပါတယ်အဲ့ဒီထဲမှာမှအချိန်ကတော့ကန့်သက်ချက်ရှိပါတယ် limitation တွေလည်းရှိပါတယ်အဲ့ဒါကတော့တောက်ကြနေမနဲ့မှာအဲ့ရနိုးရင်ရေမူးချိုးပြီးကိုလက်တန့်စင်ခြင်းကိုအရင်လုပ်ရမှာဖြစ်ပါတယ်တခြားအချိန်တွေလုပ်လို့မရပါဘူးမနဲ့ကိုပဲလုပ်လို့ရမှာဖြစ်ပါတယ်ဘာတွေလို့လဲဆိုတော့တင်သုံးနေကြလိုရှင်ပေါ့နော်နောက်တစ်ခါတင်သုံးနေကြရေမွှေးလိုပါတယ်အဲ့ဒီသုံးနေကြလိုရှင်လေးကိုလက်ဖွားထဲကိုထည့်လိုက်ပါပြီးတော့ရေမွှေးလေးကိုလည်းဒီလိုပဲကိုသုံးနေကြရေမွှေးပေါ့နော်အဲ့ဒါကိုဒီလိုဖြန်းထည့်လိုက်ပါထည့်ပြီးလို့ရှင်အဲ့ဒီဟာကိုရောမွှေလိုက်ပါမွှေပြီးတဲ့အခါမှာတော့ခြေထောက်ကိုတုပ်ရပါတယ်ခြေထောက်ဆိုတဲ့နေရာမှာအခုလိုမျိုးပေါ့နော်ခြေပွားတွေကိုတုပ်ပေးရတာဖြစ်ပါတယ်အဲ့လိုခြေပွားနှစ်ဖက်စလုံးကိုတုပ်ရပါတယ်တုပ်ပြီးလို့ရှိရင်တော့ဒီတိုင်းပဲနေပြီးတော့ကိုလှုပ်เสียရှိရလှုပ်ပေါ့လေခြေအိတ်ဆိုတဲ့ဆိုရင်လည်းခြေအိတ်ဒီပါဆွတ်လို့ရပါတယ်အဲ့ဒီတိုင်းလေးသာလှုပ်သွားကြည့်လိုက်ပါအဲ့ဒီနေ့ကငွေလဲဝင်နေအထူးကိုပဲဟိုလူချစ်လူခင်များတယ်ပေါ့နော်အဲ့တော့တောက်ကြနေတိုင်းပြုတ်လုံနိုင်တဲ့ရရာလေးတစ်ခုဖြစ်ပါတယ်လှုပ်ကြည့်ပါရှင်ကျေးဇူးတင်ပါတယ်